င်္ဂလာပါခင်ဗျာ Don't forget the lyrics မြန်မာအစီအစဉ်နဲ့ကြိုဆိုပါရစေကောင်းတဲ့စောပါကဲမင်္ဂလာပါဟုတ်မင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ပြီဗျာကဲကျွန်တော်တို့အစီအစဉ်မှာကူညီပံ့ပိုးတဲ့ဒါ The Ugly Music Band လည်းကျေးဇူးတင်ပါတယ် Royal Dio လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျပရိသတ်ကြီးကတော့ကျွန်တော်တို့အထူးအားပေးတဲ့အတွက်တကယ်ကိုကျေးဇူးရှင်နေပါကဲဒါဆိုရင်တော့ကျွန်တော်တို့အစီအစဉ်မှာတော့လက်ရှိချန်ပီယံနဲ့စိန်ခေါ်သူဒီနေ့တွေ့ကြပြီဖြစ်ပါတယ်โอเคချန်ပီယံပီတီစကားလေးပြောပါဦးဟုတ်အရင်ပြောပါရယ်โอเคပရိသတ်တွေကလာပြိုင်တာနော်ဒီလာပြိုင်ရတာခက်လားမခက်ဘူးညီမ TV မှာတွေ့ရတာကြော်ညာတွေကပြိုင်ချင်းနေတာအဲ့နဲ့ဘယ်လိုပြိုင်ရမလဲဆိုတော့ Messenger မှာတော့မိလိုက်တယ်အဲ့တော့တော်တော်နဲ့ reply မပြန်ဘူးပြီးမှဟို Facebook မှာလေရှောက်ပါတွေခေါ်တယ်ဆိုတော့အဲ့နဲ့ found တင်လိုက်တာ Okay ကဲအဲ့လိုပဲကျွန်တော်တို့ Don't forget the lyrics မြန်မာ Facebook page မှာလာရောက်ဆက်သွယ်ပြီးတော့လာရောက်ရှင်ပြိုင်နိုင်ပါတယ် Okay ကဲစုချင်းငွေကတော့အရာသေးဘူးဒါကြောင့်ဒီတစ်ခေါက်ချန်ပီယံဖြစ်အောင်သူစူးစမ်းရမယ်စုချင်းငွေတွေရှင်ပြရအောင်မယ်နော် Okay ကဲချန်ပီယံစိန်ခေါ်တာဘယ်သူလဲကြည့်လိုက်အောင်မင်္ဂလာပါနာမည်လေးမရှိပါဘုံဘုံပါဟုတ်ပြီဗျာဘယ်ကလာပြိုင်တော့လဲရန်လဲရန်အခုညီမလေးကတင်ငန်းကျော်ဟုတ်ပြီနော်ရှုံးတဲ့သူကတော့ဟုတ်ပြီကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့မိန်းကလေး2ယောက်ပဲဒီနေ့ပြိုင်တာဖြစ်ပါတယ်ယောက်ျားလေးချင်းနေကြရင်2ယောက်လုံးဘယ်လိုဖြစ်မလဲပေါ့နော်ချန်ပီယံကြိုတော့ပြောမယ်နော်ဟိုနေ့ကလိုမျိုးဟိုဗာလဲအထိမ့်မှတ်ရုပ်ထုကြီးလိုမျိုးတချင်းမဆိုပါနဲ့ဟုတ်ပြီတချင်းတော့ဆိုတော့သူကဒီတိုင်းဟုတ်ပြီလှုပ်ရွလေးပါနည်းနည်းပြောမြူးလေးဆိုပြပါလို့နော်ဟုတ်ပြီပါကဲဒါဆိုရင် Don't forget the lyrics မြန်မာအစီအစဉ်စတင်ပါပြီ Head to head ရှင်ပြိုင်မှုစတင်မှာဖြစ်ပါတယ်ကျွန်တော်တို့တချင်းမျိုးစားလိုက်အမှတ်တွေပေးပါတယ်ကိုတချင်း10အမှတ်ဇုံတွဲတချင်းအမှတ်20 pop တချင်းအမှတ်30အချစ်တချင်းအမှတ်40အလွန်တချင်းအမှတ်50နဲ့လမ်းခွဲတချင်းကိုအမှတ်60လို့ကျွန်တော်အသီးသီးပေးထားပါတယ်ခင်ဗျ Okay တိတ်အောင်နဲ့ဘုံနော်ကဲဘုံဟုတ်ပြီဘုံတရွေးစင်းတာ Okay မမတိတ်ရချန်ပီယံစရွေးပါဟုတ်လမ်းခွဲတချင်းလမ်းခွဲအမှတ်60ကိုရွေးတာဗျာမင်းမရှိတဲ့နေ့နော်နောက်တစ်ပုဒ်ကမမေ့နဲ့နော်နမူနာကိုတီးပြဆိုပြပါမယ်ရှင်ကောင်းတဲ့ချိန်စတိုင်းတို့ရဲ့နောက်ဆုံးနေ့တီမနက်ပါတော့လေးရောက်ရင်ညဘက်မှာချိုတိုင်းမအိတ်စခင်မယောင်နေပါလားတို့ရဲ့တိတ်ကိုရှိလို့ကဲ Okay လားငါတိတ်မမင်းနဲ့နော်မမင်းနဲ့နော်ဟုတ်ပြီကဲအမှတ်60တန်ရွေးချယ်တာပါမမင်းနဲ့နော်တချင်းဆိုရင်တော့အားလုံးပေါင်းစာသား14လုံးဖွက်ထားပါတယ်ခင်ဗျာကဲအားပေးအောင်နော်မနက်တော့အလေးအောင်ရင်ညဘက်မို့ချိုတိုင်းမအိတ်စခင်မြင်ရောက်နေပါလားတို့ရဲ့တိတ်ပုံရိတ်တို့ဝေးအဝေးကစားတဲ့ချင်လေးတွေမင်းတွေ့တဲ့တဲ့လေးတာဝစင်ဒီတိုင်းဝင်ပြွယ်တဆူပုံမှန်အချိန်မှန်တတိယမယ်တွေ့တာသူစိတ်ချမ်းသာအောင်ကိုရဲ့ဘယ်မှနေပါရီလုံးမဲလေးတတိယဒီနမဲလေးပဲပြန်ခေါ်ပေါ်သိစပူခဲ့တဲ့ကောင်းမလေးကြောင့်မင်းနဲ့တော့ဘလို့ကြည့်ပဲဝဲပဲစီရရောက်ချိန်တဲ့တော့ဟိုတော့ငါသိစပူခဲ့တဲ့ကောင်းမလေးကြောင့်မင်းနဲ့တော့ရှင်နေခဲ့ချာပတ်သက်ခဲ့ဘူးကြောင့်မင်းနဲ့ကိုစကိုရဲ့လမ်းတို့ရှောင်းလန်းသွားကိုစလုံးဘူးကောင်းတဲ့ဆလန်လေးပြောင်းပြရဖြစ်ရမှန်တောက်ကိုမှန်တိုင်းလက်ကပြန်ဆုံးနာမဆုံးနာတို့မရောက်ဘူးမြင်နိုင်တော့မပြီးပဲ
14လုံးပြန်ဆိုပြပါဦး မင်းလေးတတိယတော့ဒီနမလေးပဲပြန်ခေါ်ပေါ့ ကျန်ခေါ်လို့မဟုတ်ဘူးနော် ပေါ့ ပြန် တော့နော်ဩโอเคပေါ့လားတော့လား မင်းလေးတတိယတော့ဒီနမလေးပဲပြန်ခေါ်ပေါ့ ပြန်ခေါ်တော့ပေါ့ ပေါ့ ပေါ့တော့တော့ချောဒါတဲ့ကဲစစ်ပါဦးမင်းလေးတရီရတော့ဒီနမလေးပဲပြန်ခေါ်တော့ မလေးတွေ့တာရီချာမင်းလေးတတိယတော့ဒီနမလေးပဲပြန်ခေါ်ပေါ့မှန်တယ် ဒီပြူပါလား ဟုတ်တီးပြပါတယ် ဒီပြူပါလေဗျာမောင်ကန်ပါလေကဲဒါဆိုရင်တော့အမှတ်60စရပါတယ်ခင်ဗျာကဲမမတင်းတင်းအောင်ချပြီနော်ကဲပုံလိုက်ဖြစ်ပါတယ်ပုံကဲပါရွေးမယ် အလွမ်းတဲ့ချင်း လွမ်းမယ်ဟုတ်ပြီအမှတ်90တန်းပါ Hello darling နောက်တစ်ပုဒ်ကစွန့်သွားတော့နေကြည့်ကဲနားထောင် Hello darling တွေ့ရကြပြီရင်လို့ကြည့်ကောင်းနေတော့မချီဆုံးတွေ့ရတော့ဝမ်းသာ မောင်ရလွေလဲမနေစင်ရှင်တန်နေထိုင်လာကိုယ်နှလုံးသားတွေကိုအချိန်မှမင်းလေးရောက်လာခဲ့ရွေးလို့ရပါပြီခင်ဗျ စွန့်သွားတော့နေကြီး တချင်းစာသား12လုံးဖွက်ထားပါတယ်ကဲအပိတ်မယ်ကျန်သေးတယ်ဆိုတော့ရှင်ချင်းတွေမင်းရဲ့ဘဝမှာမြဲတမ်းရှိစေနှုတ်ဆက်လိုက်ချစ်သူလေး အေးစေးပါဟုတ်တယ်နော်အမြဲတမ်းဒါတွေကဒီချက်ခဏခဏကြားဘူးလေချင်းနော်โอเคဒါပေမဲ့ပြန်စစ်ပေးပါဦးအချင်းဘဝဟာတကယ်တော့တခြားစီရွှေဘုံပေါ်မှာပျော်ပါနေကြီးအချင်းဘဝဟာလားအချင်းဘဝကလားအချင်းဘဝ
ချင်းဘွားတကယ်တော့ချာစီစဉ်းစားနော် ရှင်နေဘွားဟာပဲ ဟာလား ဟုတ် ဒီဗျူပါလား တီးပြပါတယ် ဒီဗျူပါတယ်ဗျာမှန်ကပါလေကဲတော်အမှတ်90ရအောင်ယူရဗျာကဲချိန်နေပါပဲခင်ဗျကဲတိတ်ပါရွေးမလို့ အချစ်တချင်း ဟုတ်ပြီချစ်ချင်းအမှတ်40တန်းဖန်တီးမရတဲ့အချစ်ရဲ့ချစ်သူနားမှာရဲ့ဘာချင်းလဲနားထောင် She will wait don't let so change don't she waitအမတိတ်မကြိုက်ရှာဘူးမကြိုက်ရှာဘူး ဖ ကြို န် က်တာ တီး ရွေး မရတဲ့အချစ် Okay ဖန်တီးမရတဲ့အချစ်ချင်းစာသာကိုလုံးဖွက်ထားပါတယ်ခင်ဗျာကဲအပြအောင် ခုလုံးလိုက်ဆို ခုလိုနေရယုံကြည်နဲ့မလား ကီဝင်အောင်ဆိုခုလုံးနေရဟုတ်ပြီတို့ချင်းနေမင်္ဂလေးပါပြပါခုလိုနေရယုံကြည်နဲ့မလားဟို1 2 3 4 5 6 9 10 9ဟုတ်လို့လားကြည့်အောင်စစ်အောင် တို့ချီနေ တို့အမကြီးစစ်အောင်တို့အမကြီး ပါခုလိုနေရယုံကြည်နဲ့မလား အဲ့မှာအတလုံးကြံခဲ့ဘယ်လိုလုပ်မလဲအခုလိုမြန်မာစကားမှာအခုလိုဆိုလို့ရခုလို ဟုတ် အခုလိုလားခုလိုလား ခုလို ဟောလေအခုလိုနေရယုံကျင်နဲ့လားအဲ့ဒါလည်းဖြစ်နိုင်တယ်လို့ခုအထဲမှာလားမဖြုတ်မှာလားစဉ်းစားကြ
မဖြုတ်တော့ဒီတိုင်းပဲ ဒီတိုင်းပဲပေါ့ ဟုတ် အခုလိုနေရရုံကျေနပ်မလားအတီးပြပါသား အတီးပြပါတယ် ဒီပြပါတယ်လေဗျာကဲတော့တိတ်တိတ်အောင်အမှတ်တရယူရပါတယ်ခင်ဗျကဲပုံပုံလက် pop တချင်း pop ချင်းအမှတ်30ကဲလာမင်းချစ်သူတဲ့ပြီးတော့ပြောနေမယ်ပြန်တွေးတိုင်းဟာချင်းတွေကမိုက်တယ်နော်ကဲနောက်တော့ ဘယ်တော့မှဖြစ်မလာလဲပဲမျောလင်းချက်ကတော့ရှိနေမှာကြောင်းလဲတဲ့ကိုချင်နဲ့တမ်းမို့မြတ်ထားမှာ ကဲဘယ်ချင်းနဲ့ပြိတက်ကိုဖျော်ပြမလဲအမှတ်30ဆိုတော့ လာမင်းချစ်သူ Okay လာမင်းချစ်သူเนาะနောင် sunflower တချင်းဖြစ်ပါတယ်တချင်းစာသား9လုံးဖွက်ထားပါတယ်ခင်ဗျာเนาะအားပေးအောင်ချစ်သူမျက်နှာ လာမင်း လာမင်းလေးချစ်သူမျက်နှာ လေးလို့ဆိုလိုက်နော် ဟုတ် လာမင်းရဲ့ချစ်သူမျက်နှာလားလာမင်းလေးချစ်သူမျက်နှာ လာမင်းလေးချစ်သူမျက်နှာ ဒါစစ်ပါစစ်လို့ပြီးရင်ပြောပါတတိပြေနော် လာမင်းလေးချစ်သူမျက်နှာဟုတ် အတီးပြူပါသလား အတီးပြုပါတယ် ရဲမဟုတ်ဘူးလေးဟုတ်တယ်နော် ဟုတ် အတီးပြူပါတယ်တဲ့ဗျာမှန်ကပါတယ်ဟုတ်ပြီကဲမရှိစနဲ့နောက်ကလိုက်နေရခင်ဗျမမတိတ်ဘာရေးရလဲ ကိုကိုတချင်း ဝဲစုံတဲ့ချင်းကြော်ပြီးတော့ကိုကိုချင်းနဲ့မရမှာဆုံးလို့ကိုရောရှိလား မရှိဘူး မရှိဘူးနဲ့ဈေးပန်းခင်းနေကိုချင်းရွေးပါတယ်ခင်ဗျကိုရေယူပြီးတဲ့နောက်တစ်ပုတ်ကတော့ကိုမကောင်းဘူးတဲ့ဟုတ်ပြီနော်ကဲနမူနာနောက်ထောင်အောင်
chana ri ke go swa yin kwe ma cho so ba ri di lo na ko you be Okay. nya nya mo cho ye ba de ri ke mya ko shan pe ta le ba chim sa ba kwe la ta pa de ကဲယူတဲ့ကိုလားမကောင်းတဲ့ကိုလား ယူရဲကိုကို အဲ့ဒါတချင်းလေးဆိုရင်ကိုရေโอเคချင်းစားတာလေးလုံးကိုရေယူပြီတဲ့ကဲအားပေးအောင် Yeah ပါတယ်တော့သမီး ဒီလိုအနမ်း ပါတယ် ဒီလိုအနမ်း ရင်ကွင်မကြိုးစိုးပါတယ်ဒီလိုနန်းဟုတ်နော်ဟုတ်တယ်ပဲဘာမှဖြစ်နိုင်သေးလဲရစဉ်းစားမိသေးလားဖြစ်နိုင်နော်โอเคဒီလိုအချစ်ဒီလိုအနမ်းဒီလိုโอเคကဲဒီပြပါလား ဟုတ်အတီးပြပါတယ် โอเคဒီပြပါတယ်တဲ့ဗျာမှန်ကန်ပါတယ်ဟုတ်ကဲ့တာဝန်ကျေပါတယ်နော်ဒီချန်ပီယံလက်ရှိချန်ပီယံကတော့ဒါစုချင်းငွေမရသေးပေမဲ့လည်းအမှတ်ကိုတော့ရအောင်ယူထားပါတယ်ခင်ဗျနော်ဒီကကြိတ်နေပါခင်ဗျအဲ့တော့အမှတ်20ကြီးများတော့ချန်သေးတာခြံထားပြီးတာကျေးဇူးတင်နေပြောလိုက်အောင်နော်ကဲ ကျေးဇူးတင်ပါတယ် တကယ်ပြောတယ်ဟာဟုတ်ပြီဇုံနဲ့တချင်းပါတန်တာဖို့တဲ့လိုက်ဖက်တဲ့ဘောပါတဲ့တယောက်တည်းတော့ဆိုရမယ်သမီးနော်နမူနာနားထောင်အောင်တရားရခင်ထားတဲ့လမ်းလေးတဲ့ဘယ်လိုများရှေ့ဆက်ပြီးတော့ရှောက်ရအောင်မဲလောကရဲ့စုပင်လေးပြေရှေ့ကစီချိုနေစေရှင်မတန်တာနေလိမ့်ခဲ့ဘာဖြစ်မလဲဇုံနဲ့တချင်း လိုက်ဖက်တဲ့ဘဝ โอเคဘာအားမငယ်နေမှာအားလုံးဟာမိုနီတွေပါလိုက်ပေးမယ်နော်အမှတ်20ပါနော်โอเคကဲငါလုံးစာသားဖွက်ထားပါတယ်ကဲအားပေးပါမယ်
ကဲဘာလဲတော့သမီး ဒါကြောင့်တို့ကိုစိတ်ချထား တို့ကို စိတ်ချထား တို့ကိုစိတ်ချထားကိုကိုစိတ်ချထားလားတို့ကိုစိတ်ချထားလား တို့ကိုစိတ်ချထား အော်မိန်းကလေးကခံစားကြီးဆိုတာဗောနော်ကိုကိုနဲ့တို့ကိုအော်ပြီကဲကိုကိုစိတ်ချထားပြင်းဦးမလား ပြင်တော့ အတီးပြပါသလား ဒါကြောင့်တို့ကိုစိတ်ချထားဟုတ် ဒီပြပါတယ်လေဗျာမှတ်ကပါတယ်အမှတ်တရတော့အကျိတ်နေပဲခင်ဗျရာယူသွားပါပြီကဲအမှတ်ပြေပါတယောက်ချင်းစီတောင်းဝင်ကြည့်ပါတယ်ဆယ်မပဲများတာပါတိတ်တိတ်အဲ့တော့ had to အရှင်းပြိုင်မှုပြီးမြောက်ပါတယ်โอเคအဲ့တော့ဒေါ်တိတ်တိတ်သိတဲ့အတိုင်းပိုင်းနေနော်ဒါဒုတိယအဆင့်ကတော့အဆုံးဖြတ်ပါပဲအဲ့တော့နှစ်ယောက်စလုံးရဲ့ရတဲ့သရှင်လားမရတဲ့သရှင်လားချန်ပီယံဘယ်သူလဲဆုံးဖြတ်ပါပါเนาะအဲ့တော့ Open Karaoke Challenge ကိုရှင်ပြိုင်ရမှာဖြစ်ပါတယ်တချင်းတစ်ပုတ်တည်းပါတယောက်တည်းလည်းရှင်ပြိုင်ရမယ်ပြီးတော့အစမှာပဲစာသားတချို့ပေါ်ပြထားပြီးတော့ပြီးရင်ပျောက်သွားမယ်ဆက်ဆိုပါစာသားတစ်လုံးတစ်မှတ်ပါစာသားမှားရင်ဒီဝိုင်းဘန်ရလိုက်ပါပါအဲ့တော့ဘယ်သူအမှတ်ပုံများလဲချန်ပီယံပေးတော့မှာပါခင်ဗျကဲတိတ်တိတ်ရ10မှတ်များနေတော့အရင်ဆုံးရှင်ပြိုင်ရမယ်ပုံပုံကဟိုဘက်မှာသွားပြီးခဏလေးနားပေးပါနော်โอเคတော့တိတ်တိတ်ဒီဘက်လားချင်းနေချန်ပီယံဖြစ်အောင်အရေးကြီးတယ်ဆိုတာသိရနော် ဟုတ် Open Karaoke Challenge တချင်းဘာဖြစ်မလဲကြည့်အောင်ဟာတေးမင်းချစ်သူရဲ့ကိုကြောင်ဆိုတဲ့တချင်းဖြစ်ပါတယ်အဆင်ပြေလားဟုတ် Okay ကဲတချင်းစာသားကိုအစမှာပေါ်ပြထားတယ်ပျောက်သွားရင်ဒီခါလေးကြာရင်တချို့ကစိုးရင်ကြီးနဲ့မှားတတ်တယ်သတိထားပါဖြစ်နိုင်ရင်အလွတ်ဆိုပါနော် Okay ကဲ fighting Been I since when born and me time la do it's so Dilo te wa mu re we kwa ke bo ko cha Shui yang something zare ya yui ro re ye cha Byao sia ai ma le re kwe byao twa ko cha Bo mye nga me ya ba wa ko swai cha me ge Ko sai ku ra da mya ro phit ma la de kha ma me kwe cha ye ko cha 水面一张，这一个张，谁是也呀？大瑞个张，没忙着点不行，这一个张，够最贵的比，够最贵的比。Very don't call it a tea， 是吗？那真的。情侣总不许愿门来门的，别路开着马那手，这明拉真是盘的，我弟弟早早扫地拉到阿龙边西，我面刚睡着没得路偏被亏，后睡过谁过那的。ကိုလည်းစနေမတွေဖြစ်ခဲ့တယ် ဘာလို့မတော်လဲဘာလို့ဆိုလဲမသိဘူးထိတ်ညစ်တယ်တည်ရတာလေဒီလိုတည်ရတယ်ဘာဖြစ်လို့ဖြစ်သွားတာ စိတ်ကအလုံးနေ ဘာလို့သတိရပါလဲတော့ ရက်တော့မယ်ဆိုတာဟိုဘာဖြစ်လဲ အေးဂျိုပြောတယ်လေသမီးရေခုနအစောကြီးလည်းပြောတယ်အဲ့ဒါကြီးပျောက်သွားရင်မကြောင်သွားနဲ့တေးချာလို့ဖြစ်နိုင်အလွတ်ဆိုလို့ပြောတယ်လေနော်ကျွန်တော်ပြောတယ်နော်ဟုတ်တယ်နော်အဲ့တော့ဘယ်နှမရလဲကြည့်အောင်အားဆိုတဲ့အတန်လေးပါမပါကြီးတိတ်တိတ်အောင်တရား29မှတ်ရပါတယ်ခင်ဗျာချန်ပီယံဖြစ်မဲ့အခွင့်အရေးပါဘာလို့လဲဆိုဒီသချင်းတော်တော်များများအိုးငယ်ငယ်လေးတွေကြားဘူးတဲ့သချင်းပေါ့နော်ကြားတော့ကြားပြီကြားဘူးတယ်ဝါချလို့လည်းရတယ်နည်းနည်းတော့ကြက်ဖို့လည်းပေးထားတာဆိုတော့လေရတဲ့နော်ပေါ့နော်ဘာလို့ဖြစ်သွားလဲမသိဘူးနော် စိတ်လောပါရရတယ် ဟုတ်ပြီနောက်ဆက်လိုင်းမီအောင်လို့โอเคကဲဖြစ်တတ်ပါတယ်ကျွန်တော်တို့ဒီစင်ပေါ်မှာတကယ်ဘန်အစ်စ်နဲ့ဆိုရတဲ့ခါကျတော့လို့ဖြစ်တတ်ပါတယ်ဒါလေးကိုကျွန်တော်တို့ဘယ်နေရာမှာအာယုံပြုတ်ထားပြီးတော့သချင်းဆိုရမယ်ဆိုတော့ဒါ
တရားနဲ့တရားမတူဘူးပေါ့နော်ကဲအဲ့တော့129မှတ်ကိုနောက်ကအမှတ်100ဘုံဘုံကကြော်တက်သွားရင်သူချန်ပီယံဗျာကဲရင်ခုန်စရာကြီးပါဘုံဘုံဖိတ်ခေါ်ပါတယ်ကဲတာမီဟိုဘက်ကလက်ရှိချန်ပီယံမမသိန်းရတော့129မှတ်ရတဲ့တချင်သူ line မမီနည်းနည်းလွတ်သွားလို့အဲ့တော့ဘုံဘုံက29မှတ်ဆိုနည်းနည်းလေးပဲလိုက်ရုံပဲနော်ကဲရင်ခုန်စရာကြီးပါနော်โอเคကဲဘာချင်းလဲကြည့်လိုက်အောင်ကြပါတေးရီမင်းချစ်သူရဲ့ကိုကြောင့်ဘယ်ဆိုတော့တချင်လဲသိနော် စီတူလေ yes okay ကဲအားပေးအောင်Since I born and ten, need Thailand to just so. Did not tell what we got gave up down. She has something that it, yeah, she already is down. Yours, yeah, a lyric, we built one go down. Moving up, me and walk, go say, Tommy, go say, good, and don't people let it come out. She go down. 水面一家，起一个家，谁谁呀？大人个家，没毛到变心，起一个家，够奇怪的比，够奇怪的比。Baby, don't看你的情。You might not need me. Did you know it all more? You and my lemony. But look at my nice soul. The middle of Jansi Panty. Go they tata Saudi Lara. I love you, see. Mommy, I swear, Tommy, love you, be great. Oh, they go say goodness, such a bad trip, yeah. My go be that chill. 水边一家，起一个家，谁谁呀？大瑞个家，没毛家往西，起一个家，够奇怪的比，够奇怪的比，起解开好够呗喏。ဟုတ်ကဲ့ဘာကြောင့်ရက်သွားလဲဆိုတော့ဒါတွေဟာเนาะဒါတွေဟာအကုန်ကိုကြောင်းဆိုတဲ့နေရာမှာ music solo ပေးရမယ်ဟာကိုအခြေလေးကိုကြောင်းဆိုပြီးတော့ပို့ဆိုသွားတဲ့အတွက်ရက်သွားတာဖြစ်ပါတယ်ပို့ဆိုလို့လည်းမရပါဘူးเนาะโอเคကဲအဲ့တော့ဘယ်နှမရလဲကြည့်မယ်130 140 150 160 190 180 190မှာဆိုတော့ကဲချန်ပီယံအသစ်ပါဘုံဘုံအောင်လာလားကဲချန်ပီယံမိုက်လေးကိုလွှဲပြောင်းပေးပါခင်ဗျာဟုတ်ပြီကဲမမတိတ်တိတ်ချန်ပီယံတော့ဖြစ်ခဲ့တယ်စုချင်းဝင်မရဘူးဒါပေမဲ့ဒီလာပြိုင်တဲ့အတွေ့အကြုံရဲ့ပျော်ရွှင်တဲ့ပီတိစကားသံလေးပြီးတော့အမှတ်တရလေးတွေဒီကပြောပြပေးလားဝေမျှပေးပါဦးဟုတ်TV မှာပဲကြည့်ပြီးတော့မှ like ဆိုနေရတကယ်လဲကိုတကယ်ဆိုတော့လဲတော်တော်ကြီးစိတ်လို့ရှားစရာဖြစ်ပါတယ်တော်တော်လဲ
ဝင်ပြိုင်ကြပါကောင်းပါတယ်တကယ်စိတ်လို့ရှာဖို့ကောင်းတယ်ပြောစရာလည်းကောင်းတယ်ဟုတ်ဟုတ်ပြီTV ရှိကနေအားပေးနေတဲ့အချိန်မှာဒီကိုလာပြိုင်ဖို့ဖြစ်လာတာဘယ်သူတွန်းအားပေးရကိုယ့်ကိုလားအိမ်ကလူတွေလားအိမ်ကလူတွေကမပြိုင်စီချင်ကိုယ့်ကိုပြိုင်ချင်တာဟုတ်ပြီပေါင်နေလိုက်တာမသိကြဘူး Okay ကဲအဲ့တော့ TV ကနေအားပေးနေအိမ်ကလူတွေဘာပြောချင်လဲရှုံးခဲ့ပါပြီအချမ်းပြန်ဖြစ်ခဲ့ပါတယ်ဟုတ်ပြီကဲအဲ့တော့ဘာပြော D1 ဘန်အစင်းနဲ့လည်းအခုလိုစင်ပေါ်မှာပြည်သက်တွေကိုဖြောပြမှုစေတနာထားပြီးတော့တည်ဆိုပေးတဲ့အတွက်တိတ်လဲအဆဆရအစင်ပြေအောင်မြင်ပါစေဆုတောင်းပေးပါတယ်ဟုတ်ပြီးရစနေပြပါစေကဲ bye bye ဟုတ်ပြီဗျာချန်ပီယံကဲချန်ပီယံကြီးကတော့စုချင်းငွေတော့ရှင်ပြိုင်းမှာပါကဲချန်ပီယံဖြစ်မလို့အစောကြီးကမျောလင်းပြီးလာတာမလားဟုတ်โอเคကဲကောင်းဆုံးတော့ကြိုးစားထားဒါရောအဲ့တော့စုချင်းငွေလေးရအောင်ယူရမယ်လေ1000 2000 3000 1သိန်း2သိန်းဆိုပြီးတော့ the final မှာအစင်စင်ကျွန်တော်တို့ဒီတချင်းတပုတ်ထဲမှာပဲဆက်ဆိုပြီးတော့ရှင်ပြိုင်းမှာဖြစ်ပါတယ်တချင်းတပုတ်ပေးရမယ်တပုတ်ကိုရွေးရပါမယ်ကဲဘာတချင်းတွေလည်းကြည့်အောင်ကျွန်တော်မသိတဲ့ကျွန်တော်နောက်တစ်ပုတ်က coffee ခါခါโอเคနမူနာလေးနားထောင်ချစ်တဲ့နောက်တစ်ခုလမ်းလိုက်တဲ့အခါကန်းလိုက်တဲ့လက်များအေးဆက်ဆက်နဲ့ဖြစ်မနေရတိုင်းနှွေးထွေးစေပဲလားအချစ်နဲ့အမုန်းနဲ့ပြောင်းလဲတရားကိုပြုံးလေးခံစားအတင်းမရှိတဲ့ကိုယ့်ရဲ့အချစ်များကဲကြိုက်တာရွေးပါ coffee ခါခါ yeah okay ကဲမျိုးလေးနော်ဒါမြန်တော့ဆိုရမယ်နော် coffee ခါခါ1000နဲ့စိန်ခေါ်မှုစပါမယ်တချင်းစာသား3လုံးဖွက်ထားပါတယ်ခင်ဗျကဲအားပေးအောင်Okay ကဲ3လုံးနဲ့ရပါလေဘယ်လိုလဲပြင်းမလားမပြင်းတော့အတီးပြပါသလားအတီးပြပါတယ်အတီးပြပါတယ်မှန်ပါတယ်ကဲ1000စရသွားပါပြီဒီမှာရက်လိုက်လို့ရတယ်ဆက်သွားမလားဆက်သွားပါမယ် Okay 1000နဲ့စိန်ခေါ်မှုတချင်းစာသား9လုံးဖတ်ထားပါတယ်ခင်ဗျကဲဆက်ဆိုပါတွေ့နေပြန်ပြီလားပြင်းဦးမလားမပြင်းတော့ပါဘူးမေ့နေပြန်ပြီလားတွေ့နေပြန်ပြီလား Okay အတီးပြပါလားအတီးပြပါတယ်အတီးပြပါတယ်ဗျာက
ကမ်းပါတယ်ရမလားဆက်ပါလား ဆက်သွားပါမယ် Okay 3000တန်စိန်ခေါ်မှုဖြစ်ပါတယ်တချင်းစာသာ6လုံးဖတ်ထားပါတယ် ကဲနို့စီဘိုးမရှိလို့တင်တာကော်ဖီဆိုရင်ကာတောင်းမိတယ်အဲ့တော့ပြင်းမလား မပြင်းတော့ပါဘူး ပြင်းတော့ပါဘူးဆိုရင်အတီးပြုတ်ပါတယ်တဲ့ဗျာမှန်ကန်ပါတယ်ကဲဒီနေ့3000ရတော့ပါပြီတသိန်းနဲ့ဆက်သွားမလားဒီမှာရမလား ဆက်သွားပါမယ် ဟုတ်ပြီတသိန်းနဲ့စိန်ခေါ်မှုတချင်းစာသား12လုံးဖတ်ထားပါတယ်ခင်ဗျရင်ခုန်တန်တွေတောင်ဘဝမှာမချိုနိုင်နဲ့အားလုံး12လုံးပြည့်လာပြီးတော့စစ်ပါရင်ခုန်တန်တွေတောင်ဘဝမှာမချိုနိုင်နဲ့ကဲကိုဘဝတွေလားဘဝမှာလာတာမဟုတ်ရင်ခုန်တန်တွေတောင်တွေကပါတာလားပြောပါအောင်ကြည့်အောင်စစ်ပါအောင်နော်ကော်ဖီဆိုရင်ခါတောင်းမိတယ်ပြီးတော့ ရင်ခုန်တန်တွေအောင်ဘဝမှာမချိုးနိုင်နဲ့ ရင်ခုန်တန်တွေတောင်ဘဝမှာမချိုနိုင်နဲ့ကဲစစ်ပြီးရင်အတီးပြုတ်ပါလား တီးပြပါတယ် ကဲအတီးပြုတ်ပါတယ်တဲ့ဗျာမှန်ပါတယ်စုချင်းငွေတသိန်းရရှိပါတယ်ဒါပေမဲ့ဆက်သွားမှာလားရက်မှာလား ဆက်သွားပါမယ် ဆက်သွားလို့တစ်ခုမှားတာနဲ့စုချင်းငွေတသိန်းတော့ပြန်သိမ်းခံရပါမယ်အနည်းများပါတယ်2သိန်းတန်စိန်ခေါ်မှုဖြစ်ပါတယ်စာသား73လုံးဖော်ထားပါတယ်ကဲနောက်ဆုံး challenge ပါโอเคဒီချင်းစာသား73လုံးဆက်ဆိုသွားတာကတော့အသေးဒဲခါနေစတယ်နော်အသေးတွေက ယူသားမှုအားလုံးခါခဲ့ပြီလေ အားလုံးခါတာနော်အားလုံးထားတာမဟုတ်ဘူးနော် ဟုတ်အားလုံးခါခဲ့ပြီလေ ထားခဲ့လေရောဟုတ်လားထားခဲ့ပြီကွယ်လားထားခဲ့ပြီလေ ခါခဲ့ပြီလေ โอเคအားလုံးစစ်ပြီးအတီးပြပါလားနောက်ဆုံးခွင့်ရေးပါ ခဏ
တီးပြပါတယ် နောက်ဆုံး2သိန်းတန် challenge အတီးပြုတ်ပါလေဗျာအကပါတယ်ကဲ the final မှာအားလုံးပြီးမြောက်အောင်နေပါတယ်ဒါကြောင့်အခုလက်ရှိ champion စုချင်းငွေ2သိန်းအတိအပြည့်ရပါတယ်ခင်ဗျာကောင်းပြီပါတယ် ကျေးဇူးတင်ပါတယ် ကဲဝမ်းသာပီတီစကားလေးပြောအောင် ဘာပြောလို့ပြောမှန်းတော့မသိရင် ဒီ ဒီ စ ကော တ င်း လာ လို့ ပြန်နေတဲ့ဘာတွေတွေ့ကြုံရလဲဘာတွေပြောစရာကောင်းလဲ ပြောဖို့ကောင်းပါတယ်စိတ်တွေလည်းရမ်းလှုပ်ရှားဒူးရည်လည်းတုံး royalty တောက်โอเคကဲဒါဆိုရင်တော့ကျွန်တော်တို့ season မှာအခု champion ကိုစိန်ခေါ်တာဘယ်သူဖြစ်အောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပါအောင်ခင်ဗျာအဲ့တော့ don't forget the lyrics မြန်မာ Facebook page မှာလာရောက်ပြီးတော့စုံစမ်းပြီးတော့ဆက်သွယ်တဲ့ကျွန်တော်ပရိသတ်တွေအခုဇက်တိုက်ရှင်ပြိုင်နေရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းလိုက်လဲစွာ one band တက်တာကြိုးစားပါတယ်ကဲ season ကိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုစိတ်နှပြချမ်းသာချမ်းသာမှုကြပါစေခင်ဗျာ bye bye